အခုလိုအကြောင်းအရာတွေကြောင့်မျက်လုံးကိုခွဲလိုက်ရတဲ့ပြည်တီဦးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်မြန်မာ Sally Insider Page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ပြည်တီဦးကတော့အနုပညာအလုပ်တွေရနာချပြီးတော့မိသားစုနဲ့သာအချိန်ဖြုံးနေတာဖြစ်ပါတယ်ပြည်တီဦးနဲ့အင်ဒရာကျော်စင်တို့ကအောင်မြင်တဲ့အနုပညာရှင်တွေဖြစ်ပေမဲ့အနုပညာအလုပ်ကိုလုံးဝရနာချခဲ့တာပါအခုနောက်ပိုင်းမှသာလူအများရှိကိုပြန်ပေါ်လာခဲ့တာဖြစ်ပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းကမှကလောဘတ်ကိုမိသားစုလိုက်အလဲခီးထွက်လာခဲ့ကြသေးတာဖြစ်ပါတယ်ဒါပေမဲ့ပြည်တီဦးကခီးရပြန်လာပြီးတဲ့အချိန်မှာရုတ်တရက်ဆိုသလိုမျက်လုံးခွဲလိုက်တာဖြစ်ပါတယ်ညာဘက်မျက်လုံးကိုရုတ်တရက်ခွဲလိုက်တာကြောင့်မို့ပရိသတ်တွေကစိတ်ပူနေကြတာပါလူတိုင်းမှာမျက်လုံးဆိုတာအရေးကြီးတဲ့အရာတစ်ခုဖြစ်တာမို့တော်တော်လေးကိုအရေးကြီးတဲ့အတွက်ကိုစိတ်ပူကြပါတယ်မျက်လုံးမကောင်းရင်တခြားအရာတွေကိုလုံနိုင်ဖို့အဆင်မပြေလို့မျက်လုံးချမ်းမာရေးကိုသာအထူးကဂရုစိုက်နေရတာဖြစ်ပါတယ်ပြည်တီဦးကညာဘက်မျက်လုံးမှာခွဲဖို့လိုလာတဲ့အတွက်စိတ်ယုံကြီးမှာခွဲခဲ့တာဖြစ်ပါတယ်အင်ဒရာဂျိုစင်ကိုယ်တိုင်လိုက်ဖို့ပေးခဲ့တာဖြစ်တာမို့တချို့ကလည်းအရန်ကိုစိုးရိမ်နေကြတာပါအရန်ကိုအရေးကြီးတဲ့ယောဂမျိုးတွေဖြစ်နေမှာလားဆိုပြီးတော့တွေးပြီးတော့စိတ်ပူနေကြတာလည်းဖြစ်ပါတယ်ဒါပေမဲ့ပြည်တီဦးကအရန်ဆိုးရွားတာမျိုးမဟုတ်ပဲအသေးစားခွဲစိတ်မှုလေးတစ်ခုလုပ်ခဲ့တာဖြစ်ပါတယ်ခွဲပြီးတဲ့အချိန်မှာလည်းဈေးရုံမှာအကြာကြီးမနေခဲ့ရပါဘူးခွဲခန်းထဲဝင်တဲ့အချိန်မှာလည်းသူတယောက်တည်းလမ်းလျှောက်ပြီးတော့ဝင်သွားခဲ့တာပါအရေးပေါ်ပုံစံမျိုးနဲ့ကရင်ပေါ်တက်ပြီးတော့ဝင်ရတာမျိုးတော့မရှိပါဘူးဒါအပြင်ခွဲပြီးလို့ပြန်ထွက်လာတဲ့အချိန်မှာလည်းဘာမှမိုးဝေတာမျိုးမရှိပဲလမ်းလျှောက်ပြီးတော့ထွက်လာကအင်ဒရာဂျိုစင်ကိုတောင်မှလက်မထောင်ပြခဲ့ပါတယ်ပြည်တီဦးကဒီအတိုင်းအသေးစားခွဲတာလေးလောက်ရတာမို့လလန်းဆန်းဆန်းနဲ့သာဖြစ်ပါတယ်လက်ရှိမှာညာဘက်မျက်လုံးကိုဗတိစီးထားတဲ့အခြေအနေဖြစ်ပါတယ်မျက်လုံးထဲကိုဖုံဖုံနဲ့ဘိုးတွေမဝင်စေဖို့အတွက်ဘက်တီကိုစီးထားရတာဖြစ်ပါတယ်ပြည်တီဦးမျက်လုံးခွဲတဲ့အချိန်မှာအင်ဒရာဂျိုစင်ကဘိန်းနာကနေလိုအပ်တာအားလုံးလုပ်ပေးပြီးတော့ကူညီပေးနေတာဖြစ်ပါတယ်အိမ်အောင်သက်ကြာသွားပြီဆိုပေမဲ့လည်းအရင်လိုအချစ်တွေနှုတ်ပြလန်းဆန်းနေတော့မဲဖြစ်ပါတယ်ရန်ဖြစ်တာမျိုးလည်းမရှိပဲနှွေးထွေးတဲ့အချစ်တွေနဲ့ဖြတ်သန်းနေတာကြောင့်အိမ်အောင်သက်ခိုင်မြဲတဲ့အနုပညာရှင်စုံတွဲဖြစ်နေတာပါအနုပညာအလုပ်တွေရနာထားတဲ့အချိန်မှာပြည်တီဦးကကျမ်းမာရေးသိမ့်မကောင်းပါဘူးသူအနေနဲ့ဂျားထဲမှာဆေးတွေလည်းတောက်လိုက်ရတာမို့ဝိတ်လည်းတက်သွားပါသေးတယ်အခုနောက်ပိုင်းမှသာဝိတ်ချတဲ့နီလက်နေသုံးပြီးတော့ခန္ဓာကိုယ်ချစ်လက်အောင်ပြန်ပြီးတော့လုပ်နိုင်ခဲ့ပါတယ်တချို့ကလည်းပြည်တီဦးနဲ့အင်ဒရာဂျော်စင်တို့ကိုရုပ်ရှင်ဇာတ်ကားတွေပြန်ပြီးတော့ရိုက်စေချင်နေပါပြီပြည်တီဦးကအသက်ကြီးလာပြီးမို့နောက်ထပ်အချိန်ဆွဲရင်တော့ရုပ်ရှင်ရိုက်ဖို့သိမဖြစ်နိုင်တော့ပါဘူးအသက်အရွယ်လေးရှိတော့မှရုပ်ရှင်ပြန်ရိုက်စေချင်ပေမဲ့လည်းပြည်တီဦးကတော့အစီအစဉ်မရှိသေးပါဘူးတဲ့လက်တလုံးမှာအင်ဒရာဂျိုစင်ကတော့နိုင်နေသူတို့နဲ့အတူရုပ်ရှင်ဇာတ်ကားကြီးမှာပြန်ရိုက်တော့မယ်ဆိုပြီးတော့သတင်းထွက်လာခဲ့တာပါအင်ဒရာဂျိုစင်ဘက်ကအတီမပြုတ်သေးတာမို့တကယ်ရောဟုတ်ရဲ့လားဆိုပြီးတော့တည်တည်ချာချာတော့မသိရသေးပါဘူးပြည်တီဦးနဲ့အင်ဒရာဂျိုစင်တို့ကရုပ်ရှင်တွေပြန်မရိုက်ပေမဲ့တခြားစီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်နေတာပါကလောဘတ်ကိုခီးထွက်တုံးအောင်ဆိုရင်လည်းတောင်ကြီးမြို့မှာ3000ချီတန်တဲ့အိမ်တလုံးဝယ်ထားခဲ့တာပါပြည်တီဦးနဲ့အင်ဒရာဂျိုစင်တို့ကသားသမီး2ယောက်ရဲ့နောက်ရေးအေးအောင်စီစဉ်ပေးတဲ့တာတွေစီစဉ်ပေးနေတာပါပြည်တီဦးမျက်လုံးခွဲရတဲ့အပေါ်မှာဘလို့မြင်လဲပရိသတ်တို့ရဲ့အမြင်ကောမန့်လေးထဲမှာရေးခဲ့ပေးပါအောင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်နောက်နေ့ရက်တင်ဆက်မှုတွေမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါစို့ရှင်